ပြီးတော့ရဲဘော်နော်ပြည်သူရဲဘော်တွေတောခိုးတယ်နောက်ပြီးတော့ကျွန်တော်တို့ဟလာပြီးတော့ကျွန်တော်တို့တိုင်းသားလက်နက်ကင်တွေပေါ့ဗျာဟလာ KIA တို့ KNU တို့ဒါတွေကအကုန်လုံးတစားစားတောခိုးကြတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့တက်မတော်ကအားလုံးကိုအနိုင်ရခဲ့တယ်ဒါအားလုံးသိတဲ့အတိုင်းဟုတ်ပြီတောခိုးလိုက်လို့ပြီးသွားတာဆိုမပြီးဘူးဥပမာဖြင့်တခင်စိုးကြီးနဲ့အလန်နီနဲ့ဟလာအလန်မျိုးကွန်မြူနစ်ပါတီကွဲတဲ့အချိန်မှာအဓိကအဖြစ်တော့အလန်နီကထားပါတော့ဟလာတခင်စိုးကြီးလက်နက်ချပြီးနောက်ပိုင်းနောက်ပြီးတော့ကျွန်တော်တို့အလန်မျိုးကတခင်တန်းထွန်းလက်နက်ချပြီးနောက်ပိုင်းဒီနောက်ပိုင်းမှာပြဿနာတွေကဘာတွေဖြစ်လဲဆိုတော့အချင်းချင်းကြားမှာဟာလားကျွန်တော်တို့ဘယ်လိုခေါ်မလဲဟိုတယောက်နဲ့တယောက်ရဲဆက်ဆက်တက်ဖြတ်မှုတွေနော်ဘိုလ်လူတဲ့ဟာတွေဒါတွေဖြစ်လာတယ်နော်ဒါတခင်ဆိုကြီးရဲ့အလန်ဒီမောဒီဘက်မှာတခင်တန်းထွန်းရဲ့အလန်ဒီမောပေါ့နော်ဒါမျိုးတွေဖြစ်လာတတ်တယ်နောက် KNU မှာဆိုလို့ရှိရင် KNU ကဟာလားခေါင်းဆောင်ပေါ့ဗျာဒါစောပါဦးကြီးတို့ပေါ့ဒီတို့ကြောက်သွားပြီးနောက်ပိုင်းမှာတဆင့်ဆင့်တက်လာတယ်KNU မှာခေါင်းဆောင်တွေတက်တိုင်းပြဿနာဘာဖြစ်လဲဆိုတော့တုတ်တင်ရှင်းလင်းတာတွေရှိတယ်။နောက်ဆုံးကျွန်တော်တို့ဓာတ်ပုံတွေထွက်လာတာအရပြောရရင်ဘုံမြကသူ KNU ခေါင်းဆောင်လောက်ခံနေမှာသူ့ရဲ့တက်မှုတွေကိုသူခေါ်တယ်။ခေါ်ပြီးရဲ့နောက်မှာထမင်းကျွေးမယ်ဆိုပြီးခေါ်ပြီးတော့အားလုံးမင်းတို့တစ္ဆာရေခံမလားဆိုပြီးမေးတယ်။ပြီးတော့တစ္ဆာရေမခံမင်းနဲ့တစ္ဆာရေခံမယ်လို့ပြောပေမဲ့သူ့ကိုစန့်ကျင်ထားတဲ့လူတွေကိုအဲ့ဒီတစ္ဆာကြီးခံပါမယ်ဆိုတဲ့လူတွေရှေ့မှာပဲဘတ်နက်နဲ့ထိုးပြီးတော့ဗိုလ်မြောက်ကိုယ်တိုင်တက်ပစ်ခဲ့တယ်။ကွန်မြူနစ်တွေဆိုလို့ရှိရင်အဓိကအဖြစ်တော့ဖြုတ်ထုတ်သက်လမ်းစဉ်နဲ့သူတို့အချင်းချင်းကြားမှာဒီလိုတက်ဖြတ်မှုတွေရှိခဲ့တယ်။ KIA မှာဆိုလဲဗရန်ဆိုင်နေရာရဖို့အတွက် KIA မှာရှိတဲ့တခြားကချင်တွေတော်တော်များများစတေးပြီးအသက်ခံခဲ့ရတယ်။ဒါကလက်နက်ကင်အုပ်စုတွေရဲ့ခေါင်းဆောင်အပြောင်းအလဲမှာဖြစ်တတ်တဲ့သဘာဝတွေဒါတွေဟာလောက်ကြံပြီးပြောနေတာမဟုတ်ဘူးတကယ်ဖြစ်ခဲ့တဲ့သဘာဝတွေဟုတ်ပြီလက်ရှိအနေအထားမှာ BNR တွေမှာဘုံနဂါးမရှိတော့ဘူးဘုံနဂါးမရှိခြင်းဟာဘုံနဂါးဟာတိုက်ပွဲမှာကြာဆုံးသွားတာလည်းမဟုတ်ဘူးထွက်ပြေးသွားတာလည်းမဟုတ်ဘူးနိုင်ငံတော်နဲ့ပူးပေါင်းလိုက်တာဒါရှင်းရှင်းလေးဒါအဓိကကျွန်တော်တို့အများကြီးအကျယ်ချဲ့ပြီးရှင်းပြနေကြမှာလို့เนาะအဲ့တော့ဘုံနဂါးနဲ့ပတ်သက်ပြီးတော့အုပ်စုနှစ်စုရှိတယ်တစ်ကဘုံနဂါးရဲ့နောက်လိုက်တွေမြေပြင်မှာတကယ်ဟလာတိုက်နေတဲ့နောက်လိုက်တွေရှိနောက်တစ်ခုကနိုင်ငံတကာမှာဘုံနဂါးကိုထောက်ခံတဲ့အုပ်စုတွေရှိတယ်အဲ့တော့သူတို့တွေရဲ့ဖြစ်လာနိုင်တဲ့အလားအလာကိုကျွန်တော်တို့ကဆွေးနွေးရလိမ့်မယ်เนาะဒီဟာကိုကျွန်တော်တို့သုံးသပ်ဖို့လိုလာလိမ့်မယ်အဲ့သတင်းမှာရေးထားတာဘာလဲဆိုတော့စကိုင်းတိုင်းပလဲနဲ့ရင်းမာပင်မြို့နယ်တွေကိုတဲ့ဒီနေ့နေ့လယ်ပိုင်းကစလို့အင်အားရာခဏန်းသုံးပြီးတော့စစ်တပ်ကစစ်ကြောင်းထိုးနေတယ်လို့ဒေသခံချို့စီကသိရတယ်တဲ့ပလဲမြို့နယ်အနောက်ပိုင်းကမြကုန်းကုတ်ကူကုန်းရွာတွေဘက်ကိုစစ်ကြောင်းထိုးနေတယ်လို့ရင်းမာပင်မြို့နယ်တဲပင်ကန်ရွာမှာတက်ဆွဲခဲ့တဲ့စစ်တပ်ကလည်းအဲ့ဒီရွာတွေရဲ့အနောက်ဘက်ကိုစစ်ကြောင်းထိုးနေတဲ့အခြေအနေရှိပါတယ်တဲ့ဒီနေ့မနက်ပိုင်းမှာတဲ့စစ်တပ်အဖွဲ့ဝင်တွေကိုဟယ်လီကော်ပတာနဲ့တည်ဆောင်လာပြီးပလဲမြို့အပါဝင်ပြည်သူစစ်အခြေစိုက်ရွာတွေဖြစ်တဲ့ဇီးပြူကုန်းနဲ့အင်မတီးရွာတွေမှာအင်အားဖြည့်တင်ထားတယ်လို့ဒေသခံတွေကပြောတယ်တဲ့အနည်းဆုံး9ကျင်းလောက်လေရင်နဲ့အင်အားဖြည့်တယ်ညောင်မင်းကြီးဇက်စိတ်ကနေအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခကလာတဲ့ကားတန်းတွေရင်းမာပင်နယ်ထဲဝင်လာပြီလို့မြေပြင်မှာရှိတဲ့အကြမ်းဖက်အုပ်စုတွေကလည်းပြောတယ်တဲ့ဘုံနဂါးရဲ့ BNR တွေတပ်ဖွဲ့ကိုဖေဖော်ဝါရီ18ရက်မှာအန်ယူဂျီကအင်အားသုံးစီးနင်းခဲ့ပြီးနောက်တပ်ဖွဲ့ခေါင်းဆောင်ဘုံနဂါးကတပ်မတော်နဲ့ပူးပေါင်းခဲ့တယ်အဲ့ဒီနောက်မှာ BNR တွေအဖွဲ့တွေကဖမ်းဆီးခံရတာအပြင်အန်ယူဂျီစီလက်နက်အနှံသူ150ခန်းရှိလို့ထုတ်ပြန်ထားတယ်တဲ့ဒီနေ့မနက်ပိုင်းမှာလည်း BNR တွေအဖွဲ့တွေကလက်နက်ခဲယမ်းတွေအနှံဖို့မအနှံမဲ့စက်ကင်ဆောင်ရင်အရေးယူမယ်လို့ရင်းမာပင်ခရိုင်ပကဖပေါ့နော်ပကဖထုတ်ပြန်တယ်တဲ့ BNR တွေအဖွဲ့တွေကကုန်တောက်ရှိပြီတဲ့ဒီမနက်မှာလဲရင်းမာပင်ခိုင်နဲ့ကြံနေတဲ့အဖွဲ့တွေကိုလိုက်ကုတ်နေတယ်တဲ့ကြံနေရင်လဲလက်နက်အပ်ဖို့ဘုံနဂါးနဲ့တော့အယောက်20လောက်ပါသွားတယ်လို့ကြားတယ်လို့ခြေနေသည့်ဒေသခံတွေပြောတယ်တဲ့ဒါအပြင် BNR တွေအပြင်ဂျန်စည်းလူငယ်မျိုးဆက်အဖွဲ့ကိုလည်းအန်ယူဂျီတွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတယ်ဆိုပြီးတော့ GZA ကသူ့ရဲ့မဟာမိတ်ဖြစ်တဲ့နယူးတွန်လိုင်းမှာတပေါင်းသူ SR တွေကိုပို့တဲ့စာမှာပြောတယ်တဲ့အန်ယူဂျီရဲ့ပကဖစစ်ဖက်ရေးရတာဝန်ခံကတော့စစ်စင်ရေးဖော်ဆောင်တဲ့တပ်တွေကို BNR တွေနဲ့အတူပြစ်ခတ်တိုက်ခိုက်လိုက်ပါတယ်တဲ့ဖမ်းထားတယ်တဲ့စစ်စစ်ပြီးပြစ်မှုကျူးလွန်ထားသူမဟုတ်ရင်ပြန်လွှတ်ပေးမှာပါလို့တုံ့ပြန်ပါတယ်တဲ့လက်ရှိမှာတော့ BNR တွေအဖွဲ့တွေကိုဖမ်းဆီးတဲ့စီမံချက်တွေရှင်းလင်းမှုတွေဆက်လုပ်နေတယ်ဆိုသိရတယ်ဆိုအဲ့နောက်ဆုံးအပတ်တိတ်ဝင်ဖြစ်တယ်ကျွန်တော်ကအဓိကကဲခင်ဗျတိတ်ရှည်ကြီးမသုံးတတ်နဲ့ဗျာတူတူပဲသုံးတတ်ပါဆိုရင်ကျွန်တော်က BNR တွေတက်တွေဟာတမိုင်းကိုမသိရင်ရဲဆက်ဆက်အသက်ခံရလိမ့်မယ်
ဘာကြောင့်လဲဆိုတော့မြမသမိုင်းမှာဒါတွေကဖြစ်ခဲ့တဲ့တာရကတွေရှိတယ်အခု BNR တွေဘိုးနဂါရဲ့နောက်လိုက်တွေက NUG လက်ထဲကိုဟုတ်လား NUG ကိုယုံကြည်ပြီးလက်နက်တွေအပ်ပြီးတော့အလင်းဝင်သွားခဲ့ရင်လက်ရှိတော့ဒီကောင်တွေကိုတတ်မှာမဟုတ်သေးဘူးတဖြည်းဖြည်းနဲ့ဒီကိစ္စတွေသွေးအေးသွားတဲ့အချိန်မှာ KIA နဲ့ CIA လက်ထဲထည့်ပြီးတော့တေချာပေါက်အပြောက်ရှင်းလိမ့်မယ်တေချာပေါက်ဒီကောင်တွေကိုစစ်ကြောရေးလုပ်လိမ့်မယ်နော်စစ်ကြောရေးလုပ်ပြီးတော့ဒီ BNR တွေအဖွဲ့တွေကိုတေချာပေါက် NUG ရဲ့ KIA ရဲ့ CIA ကအပြတ်ရှင်းလိမ့်မယ်ဒါမျိုးတွေကဖြစ်ခဲ့တယ်ဒါမျိုးတွေကဖြစ်ခဲ့တော့ဥပမာအပြင်ထားတော့ကျွန်တော်တို့အာဖဂန်နစ္စတန်မှာဖြစ်ခဲ့တဲ့တာလီဘန်တွေဆိုလည်းဒီလိုပဲတာလီဘန်အဖွဲ့တွေကိုပုံသဏ္ဍာန်မျိုးနဲ့လက်နက်ချခိုင်းတယ်လက်နက်ချလာလို့ရှိရင်အဲ့လက်နက်ချလာတဲ့လူတွေကိုအဲ့တုန်းကကျွန်တော်မူဂျာဟီဒင်ဆင်တယ်နော်မူဂျာဟီဒင်တွေကဖမ်းတယ်ဖမ်းပြီးတော့ဒီကောင်တွေကို CIA လက်ထဲအပ်တယ် CIA ကကောင်းကောင်းနှိပ်စက်တယ်ကောင်းကောင်းနှိပ်စက်ပြီးတော့ဟလာဘယ်လိုခေါ်မလဲသူတို့ရဲ့ဟလာဟိုဘယ်လိုခေါ်မလဲဟိုစစ်ကြောရေးလုပ်တယ်ဗျာစစ်ကြောရေးလုပ်တယ်ဒါမှမဟုတ်အဲ့တော့ကျွန်တော်ကအဓိကပြောချင်တာကဘာလဲဆိုတော့လက်ရှိအနေထားမှာတချို့ BNR တွေကဒါပြောရရင်တောသူတောင်သားတွေပါနော်ဒါတကုတ်အညာသားတွေကိုနိုင်ငံသားတွေပါဒီကလေးတွေအနေနဲ့နိုင်ငံရေးသိမ့်နာမလဲဒါတိုင်းသိမ့်အဲ့ဒါကြောင့်မို့ကျွန်တော်ပြောချင်တာ NUG ရဲ့လှည့်စားမှုအောက်မှာဒီကလေးတွေဟာရရဆက်ဆက်အသက်ခံကြရလိမ့်မယ်အခုအယောက်150လက်နက်ချတယ်လို့ပြောနေပေမဲ့အဲ့150လုံးဟုတ်လားတနေရာစီခွဲထားမယ်ခွဲထားပြီးတာနဲ့ဒါတွေကိုတယောက်ချင်းခေါ်ပြီးစစ်ကြောရေးလုပ်ပြီးတော့ရရဆက်ဆက်တက်လိမ့်မယ်ဒါကကျွန်တော်တို့ကသမိုင်းကြောင်းအရာပြောတာဒီလိုမျိုးလဲတေချာပေါက်လုပ်လိမ့်မယ်ဘာကြောင့်လဲဆိုတော့တယောက်နဲ့တယောက်အမြင်မတူတဲ့လက်နက်ကင်အဖွဲ့အစည်းနှစ်ခုကြားမှာနောက်တစ်ခုကဘာလဲဆိုတော့ဥပဒေမဲ့လက်နက်ကင်ထားတဲ့အဖွဲ့အစည်းနှစ်ခုကြားမှာအဲ့ဒီလိုအသက်ရှင်ပေးရိုးထုံးတာမရှိဘူးတော့ဒါကိုအခု BNR တွေလာဘုံနဂါရဲ့တပ်ဖွဲ့ဝင်တွေတီးဖို့လိုတယ်အဲ့တော့ကျွန်တော်ကတစ်ကဘာလဲဆိုတော့အဲ့ဒါဆိုကျွန်တော်တို့ဘာလုပ်ရမလဲလို့မေးလိုက်ရင်ဘာမှစဉ်းစားမနေဘာမှတွေးမနေနဲ့အဲ့ဒီဒေသကိုပလဲဒေသကိုရောက်လာမယ်တပ်မတော်စစ်ကြောင်းနေနဲ့အဆင်ပြေလို့ပေါ့မင်းတို့အတွက်အသက်ရှင်ခွင့်ရလိမ့်မယ်ဒါကကျွန်တော်တို့ကဒါကဘယ်သူဘက်မှလိုက်ပြီးပြောနေတာမဟုတ်ဘူး BNR တွေရဲ့အဖွဲ့တွေဟာ NUG ရှိမှလက်နက်အပ်တာတို့ NUG ထဲကိုဟလာပါဝင်လိုက်တာတို့ဂျူရဲဆိုတဲ့လူတွေဟာအ ਨੇ ဆုံးဟလာအ ਨੇ ဆုံးတပတ်အတွင်းဒါမှမဟုတ်ဒီတက်တလအတွင်းပုံတရံအမျိုးမျိုးနဲ့စစ်ကြောရေးလုပ်ပြီးရရဆက်ဆက်အသက်ခံကြရလိမ့်မယ်ကျွန်တော်ဒါကိုကျွန်တော်ထပ်ပြောတယ်ဒါကြောင့်မို့ BNR တွေဟလာဒီဘုံနဂါရဲ့အဖွဲ့ဝင်တွေအနေနဲ့ NUG အုပ်စုတွေကိုမယုံမို့လို့တယ်ဒီချိန်မှာကိုရထားတဲ့လက်နက်ကို NUG လက်ထဲသွားမအပ်ဖို့လိုတယ်ကျွန်တော်ဒီကနေ့ social media တွေမှာတွေ့နေတယ်ဒီ NUG အုပ်စုတွေကဟလာသူတို့အဲ့မှာသူတို့ဦးနေကဟိုစကားပြောဇက်တွေကနေတဆင့်လက်နက်တွေလာအပ်ကြဖို့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးပြောနေတာရှိတယ်အဲ့တော့ကျွန်တော်တို့ကဘာလဲဆိုတော့ဘုံနဂါနောက်လိုက်တွေအနေနဲ့တပ်မတော်စစ်ကြောင်းတွေနဲ့အမြန်ဆုံးပူးပေါင်းမှုလိုအပ်လိမ့်မယ်ဒါကိုကျွန်တော်ပြောချင်တာအမြန်ဆုံးပူးပေါင်းလိုရလိမ့်မယ်ကျွန်တော်ထင်တာတော့ဒီဘက်မှာဘုံနဂါအနေနဲ့လေတပ်မတော်ကတာဝန်ရှိသူတွေအနေနဲ့ဆွေးနွေးညှိနှိုင်းမှုတွေလုပ်နေလောက်ပြီလို့ကျွန်တော်ဒီလိုသုံးသပ်တယ်ဒါကြောင့်မလို့ဒီပလဲနယ်ကိုတစ်ချိန်မှာဘုံနဂါဟာနိုင်ငံတော်ကိုစားပြုပြန်လာလိမ့်မယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်ဒါကြောင့်မလို့ဘုံနဂါရဲ့ဟုတ်လားဟိုဘယ်လိုခေါ်မလဲဟိုနောက်လိုက်တယ်လို့မပြောချင်ပါဘူးဘုံနဂါရဲ့ရဲဘော်တွေပေါ့နော်ရဲဘော်ရဲဘက်တွေအနေနဲ့ဒီအချိန်မှာအင်အားမသာသေးရင်ခဏရှောင်နေလို့ရတယ်အနည်းဆုံးတပ်မတော်စစ်ကြောင်းတွေနဲ့ပူးပေါင်းမှုလိုလိမ့်မယ်နော်ကျွန်တော်ပြောချင်တာကျွန်တော်တို့ကဟို journalist လုပ်တယ်ဆိုတာဟိုအီအောင်အာအောင်ဘာမသိညာမသိရှောက်អော်နေတဲ့ကောင်တွေမဟုတ်ဘူးကျွန်တော်တို့ကသမိုင်းတွေတေချာဟာလားကောင်းကောင်းကြင်ညက်ထားတဲ့လူတွေကျွန်တော်ပြောချင်တာဒါကြောင့်မလို့ဒီကလေးတွေဟာ GZ တွေဦး GZA ဆိုတဲ့ကလေးတွေ NUG ကိုယုံရင်မှားလိုက်မယ်နော်မင်းတို့အသက်ခံရလိမ့်မယ် NUG ကဒီအချိန်မှာမင်းတို့ဖြောင်းဖြပြီးတော့မင်းတို့လက်နက်ချခိုင်းလိုက်မယ်လက်နက်လာအပ်ခိုင်းလိုက်မယ်ပြီးတာနဲ့မင်းတို့မိသားစုတွေကိုပါအကုန်လုံးဖမ်းပြီးတတ်လိုက်မယ်ဒါကိုကျွန်တော်ပြောချင်နောက်တစ်ခုကဘာလဲဆိုတော့ဘုံနဂါတပ်ဖွဲ့ထဲမှာပါဝင်ခဲ့တဲ့မိသားစုတွေပေါ့နော်ဘုံနဂါတပ်ဖွဲ့ဝင်တွေရဲ့မိသားစုတွေအနေနဲ့ဒီအချိန်မှာတပ်မတော်ဘက်ကိုပြေးဖို့လိုအပ်လိမ့်မယ်တပ်မတော်ဘက်ကိုပြေးဖို့လိုအပ်မယ်ဒါမှမဟုတ်လို့ချင်းကိုနေတဲ့ရွာမှာ NUG အုပ်စုတွေရောက်လာရင်ရရလက်နဲ့ခုခံဖို့လိုလိမ့်မယ် NUG တိတ်မရိုင်းနဲ့တိတ်ယုံပါတယ်ကျွန်တော်ပြောပြီးပြီနော်ဇော်ဝေဆိုးတို့အုပ်စုပန်ဆယ်လိုတို့အုပ်စုဟာ CIA ကျိုးဆွဲရကနေရတာဖြစ်တယ် CIA ရဲ့ကလုံးတွေဖြစ်တယ် KIA တွေရှိတယ် KIA တွေကတေချာပေါက်အညာဒေသကဗုဒ္ဓဘာသာတွေကိုအပြောက်ရှင်းလိုက်မယ်တစ်ကတပ်ပြင်းမယ်နှစ်ကဘာသာကူးပြောင်းခိုင်းလိုက်မယ်ခင်ဗျာဒါတွေကတကယ်လည်းဖြစ်နေတာအဲ့ဒီဒေသမှာအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကဒါကကျွန်တော်ဒီသုံးသက်ချက်ကိုအရှိန်မသုံးသက်ချင်ဒီလောက်သုံးသက်ချင်တာဒါကြောင့်နောက်တစ်ခုဟုတ်ပြီဒါဆိုလို့ရှိရင်ဟလာဒီနိုင်ငံတကာမှာရှိနေတဲ့ဘုံနဂါကိုထောက်ခံတဲ့လူတွေဒေါ်အိုင်းနေလို့ရှိမယ်ဟလာနောက်ပြီးတော့ကျွန်တော်တို့အမေရိကန်မှာဒေါ်မိုးလားပါလားသူတို့ရှိမယ်
နောက်တခြားနေရာကလူတွေရှိမယ်ဒီလူတွေအနေနဲ့လည်းဒီအချိန်မှာစူးစူးစီစီဟုတ်လား online မှာဖြစ်တနေရာမှာဖြစ်စူးစူးစီစီလုပ်ဖို့လိုရတယ်စူးစူးစီစီလုပ်ပြီးတော့အဓိကအဖြစ်အန်ယူဂျီရဲ့ဟုတ်လားရာဇဝတ်မှုတွေကိုဖော်ထုတ်ဖို့လိုရတယ်နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒါတွေကိုလည်းကားပြောနေတာမဟုတ်ဒီ side effect တွေကလက်ရှိအနေထားမှာတော့ဘုံနဂါးဟာလုံခြုံတဲ့နေရာကိုရောက်နေတဲ့အတွက်ဘုံနဂါးအတွက်ကတိတ်အများကြီးသုံးသက်စရာမလိုဘူးဒါပေမဲ့တစ်ဖက်မှာရှိတဲ့ဒေါ်အိုင်းယွန်းတို့ဒေါ်ခင်မိုးလားမသိဘူးအမေရိကန်ကဒေါ်ခင်မိုးလားဒေါ်မီမိုးလားသူတို့တွေနောက်ပြီးတော့ဟလာဟိုမှာအနင်းတို့ကျွန်တော်တို့ဟိုသွားစရာဝင်တယောက်ရှိတယ်နော်သူတို့တွေအနေနဲ့ဒီအချိန်မှာ solid ဖြစ်တဲ့ဟုတ်လားစူးစီးမှု online ရပဲဖြစ်ဖြစ်စူးစီးမှုရှိရမယ်လုံခြုံနေရမယ်ဘာကြောင့်လဲဆိုတော့အန်ယူဂျီဟာနိုင်ငံတကာကိုလက်တန့်ရှိတဲ့အတွက်ဒီဒေါ်အိုင်းယွန်းတို့ဟုတ်လားဒီဘိုးနဂါးကိုထောက်ခံခဲ့တဲ့နိုင်ငံတကာကလူတွေကိုတေချာပေါက်ဟုတ်လားဟိုဒရှိုမှုနဲ့တက်ဆိုင်ရာနိုင်ငံတွေမှာတိုင်လိမ့်မယ်နော်ဒါကကျွန်တော်တို့ပြောနေတာနော်ကျွန်တော်တို့ပြောနေတာတွေကဟိုဗဇက်သေးရှိတာတွေအော်နေရမဟုတ်ဘူးဖြစ်လာနိုင်တာတွေကိုကျွန်တော်ပြောနေတာဒီဟာအတွက်ပတ်သက်ပြီးကျွန်တော်အသေးစိတ်ကျွန်တော်သုံးသပ်မပြချင်ဘူးဒါပေမဲ့ဒါတွေဟာဖြစ်လာနိုင်မှုအတွက် 99.99 ရာခိုင်နှုန်းသေချာနေတယ်နော်သေချာနေဒါကြောင့်မလို့ကျွန်တော်တို့ကတစ်ကကျွန်တော်တို့ရှိမှပြောရရင်ဗျာနိုင်ငံတော်ကလွဲပြီးတော့ခိုကိုးရမရှိဘူးနိုင်ငံတော်ကိုကိုစားပြုထားတဲ့တပ်မတော်ရှိတယ်အစိုးရရှိတယ်ကျွန်တော်တို့ကတပ်မတော်နဲ့အစိုးရနဲ့ကိုဘယ်လိုချင်းကပ်လို့ရမလဲနိုင်ငံတကာမှာရှိနေတဲ့လူတွေလည်းဒါကိုစဉ်းစားရမယ်နော်နောက်တစ်ခုကဒီဘက်ဘုံနဂါးရဲ့နယ်ထဲမှာရှိနေတဲ့ဘုံနဂါးရဲ့ဟလာရဲဘော်ရဲဘက်တွေအနေနဲ့လည်းဒီတစ်ခုပဲစဉ်းစားရလိမ့်မယ်မင်းတို့အတွက်ထွက်ပေါက်ကဒီတစ်ခုပဲရှိတယ်တပ်မတော်နဲ့နိုင်ငံတော်နဲ့ကိုဘယ်လိုအပေးယူလုပ်မလဲဘယ်လိုပူးပေါင်းမလဲဘုံနဂါးနဲ့ဘယ်လိုအဆက်အသွယ်ရအောင်လုပ်မလဲဒါတွေပဲစဉ်းစားရလိမ့်မယ်လို့ကျွန်တော်သုံးသပ်ချင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအချိန်နဲ့လှုပ်လို့ရဖြစ်တဲ့အတွက်ပြီးခဲ့တဲ့ကျွန်တော်တို့မနေ့ရက်ကျွန်တော်ဒါတွေသုံးသပ်ပြဖို့အတွက်ဒါပေမဲ့အားတိုင်းတက်အောင်ဆိုရင်ကျွန်တော်တို့ကသိ programming မဖြစ်တော့ဘူးဖြစ်သွားမှာဆိုတော့ဒါမှမဟုတ်ကျွန်တော်ကအခုအချိန်နဲ့ကိုပြောတာပေါ့နော်ဒါကဘာလဲဆိုတော့ကျွန်တော်ကဒါတွေကိုဘာကြောင့်ပြောနေလဲဆိုတော့မြန်မာနိုင်ငံရေးဟာမတ်လကုန်နဲ့ဧပြီလထဲမှာအပြောင်းလဲလုပ်ဖို့ရှိတယ်ဒီအပြောင်းလဲမှာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာနော်တကယ်ကဘာကပါဝင်လာတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်လာလိမ့်မယ်ဒီအတွက်ကိုတစ်ဖက်မှာရှိနေတဲ့ဘုံနဂါးကိုထောက်ခံခဲ့တဲ့နိုင်ငံတော်မှာရှိတဲ့အုပ်စုတွေအနေနဲ့ပြင်ဆင်ထားဖို့လိုအပ်တယ်ကျွန်တော်ပြောရရင်ဘာလဲဆိုတော့အန်ယူဂျီဟာဒီအချိန်မှာအာဏာငံတက်နေပြီအာဏာငံတက်နေတဲ့အတွက်သူတို့ကိုစန့်ကျင်တဲ့မြည်သို့သောအဖွဲ့အစည်းကိုမဆိုအပြတ်ရှင်းလိမ့်မယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဘာလဲဆိုတော့တကယ်နိုင်ငံတကာကလည်းလက်ခံအောင်ကိုယ့်အတွက်လည်း safe ဖြစ်အောင် exit ပေါ့ဗျာ exit strategy ခေါ်မှာပေါ့တကယ်ထွက်ပေါက်မဟာဗျူဟာတွေကိုစဉ်းစားထားဖို့လိုအပ်တယ်ဒီချိန်ကနော်ကျွန်တော်တို့ကဘာလဲဆိုတော့ဘုံနဂါးလုပ်ရက်ဟာမှန်ကန်တဲ့လုပ်ရက်ဖြစ်တယ်အဲ့တော့ဒီပေါ်မှာတကယ် win-win situation ဖြစ်အောင်ဘယ်လို exit strategy ဆွဲမလဲဆိုတော့တူးချင်းစဉ်းစားထားဖို့လိုအပ်တယ်နော်ဒါကတိတ်အရေးကြီးတယ်ဘုံနဂါးရဲ့ exit strategy ကတော့ကောင်းတယ်သူ့ data အတွက်ပါကောင်းတယ်အဲ့တော့သူ့ data မှာလက်ရှိအနေထားမှာအန်ယူဂျီအုပ်စုတွေကမကြာခင်အချိန်တွင်းမှာဘာလုပ်မလဲဆိုတော့ဘုံနဂါးနဲ့ပတ်သက်လာရွာတွေကိုဝင်မယ်ဒီရွာဘုံနဂါးနဲ့ပတ်သက်တဲ့ဆိုပြီးအဲ့ရွာတွေကိုမီးရှို့လိုက်မယ်ပြီးလို့ရှိရင်မီးမရှို့ရင်တော့တိန်နဲ့ခေါ်ပြီးတော့ဘုံနဂါးနဲ့အနီးဆုံးဘလူးလဲအဲ့မိသားစုဆွဲခဲ့ဆင်းခဲ့ပြီးရင်လက်စဖျောက်ပြီးတော့အန်ယူဂျီကမကြာခင်မှာပလဲနယ်မှာအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေလုပ်လိုက်မယ်အဲ့ထဲမှာကိုမပါဘူးလို့ဒါကြောင့်မလို့ပလဲတို့ရင်းမာပင်တို့မှာရှိတဲ့ပြည်သူတွေအနေနဲ့ဒီအချိန်မှာတပ်မတော်စစ်ကြောင်းအနေနဲ့ဘယ်လိုပူးပေါင်းနိုင်မလဲဆိုတဲ့နီလန်းတွေရှာထားဖို့လိုအပ်တယ်ဒါကကျွန်တော်တို့ကသတင်းသုံးသက်တာထက်ကိုအကြံပြုတာဒါကဖြစ်လာနိုင်တဲ့အရာတွေနော်ဖြစ်လာနိုင်အဲ့တော့ဘာကြောင့်လဲဆိုတော့ဒီဘက်မှာကျွန်တော်ဘုံနဂါးနဲ့ပတ်သက်ပြီးတော့တိတ်အများကြီးမသုံးသက်ချင်တော့ဘုံနဂါးကဒါသူ့အနေနဲ့နိုင်ငံတော်နဲ့ရှေ့ဆက်ဘယ်လိုပူးပေါင်းမလဲဆိုတော့သူတို့ဒီချိန်မှာဆွေးနွေးနေလိမ့်မယ်လို့ကျွန်တော်ဒီသုံးသက်တယ်နော်ဒါကြောင့်လို့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့တချို့ကပြောတယ်ဘုံနဂါးသစ္စာဖောက်တယ်ဘာညာဆိုဘုံနဂါးကဘယ်တော့မှဘယ်သူမှသစ္စာခံထားတာမရှိဘူးနော်ဘုံနဂါးဟာနိုင်ငံတော်နဲ့နိုင်ငံသားတွေအဓိကအားဖြင့်သူ့ဒေတာကောင်းကျိုးအတွက်သူလုပ်နေတယ်ဆိုတာဒါထင်ရှားတယ်ဒီအတွက်ကိုကျွန်တော်တို့ကဘယ်သူမှတန်တရားမရှိသေးချင်ဘူးတကယ်တိုင်းပြည်ကိုဖျက်နေတာဟာအန်ယူဂျီဖြစ်တယ်အန်ယူဂျီတို့ပကဖားတို့အုပ်စုတွေဟာဘုံနဂါးကိုမရှင်နိုင်လို့ဘုံနဂါးကိုအပြုတ်ဖြုတ်ဖို့လုပ်တာဒါကတရားမဝင်လက်နက်ကင်ဆောင်ထားတဲ့အဖွဲ့အစည်းတွေမှာဖြစ်ထားရှိတဲ့အဖြစ်အပျက်တွေပဲနော်အဖြစ်အပျက်တွေပဲဒါကြောင့်မလို့ကျွန်တော်တို့ပြောတာဟလားကျွန်တော်တို့အတွက်ပြောပြမယ်တက်မတော်ဟာငင်းငန်းရေးအရာဟလားတရားမဝင်လက်နက်ကင်အဖွဲ့အစည်းတွေကိုခေါ်တယ်ဆိုတဲ့ကူကတက်မတော်မှာတကယ်ရိုးသားတဲ့ဘယ်လိုခေါ်မလဲသူတို့ရှိမှာရိုးသားမှုရှိလို့ကျွန်တော်ပြောကြတယ်
တက်မတော်ကဟလာဒီဘိုးနဂါကိုဒီဘိုးနဂါတယောက်တည်းကိုဒီအချိန်မှကဲတာမဟုတ်ကျွန်တော်တို့88ကာလမှာနော်88ကာလမှာအဲ့တုန်းကကျွန်တော်တို့ဟလာဒီထွေးရင်တင်တို့ဘာလို့တောခိုတယ်ထွေးရင်တင်တို့ကတော့ဒီဘက်ကိုဟလာဒီဘက်ကျွန်တော်တို့ဟိုပြောရင်ပြန်ပြေးသွားနိုင်တယ်ပေါ့ဗျာနော် ABS ရဲ့ကရောပါတီရဲ့စောက်တုံးမကြမှုတွေဖြစ်ပြီးတော့ထွေးရင်တင်ပြန်ပြေးလာတယ်ထွေးရင်တင်သူတချင်းသူ့ဘောက်တချင်းပြန်ဆိုတယ်တေတဲ့ဒီသူ့ဘောက်လွတ်လွတ်လပ်နေသွားတယ်ထွေးရင်တင်တို့ဒါပေမဲ့အဲ့လိုပဲကျွန်တော်တို့ဟလာတက်သူကျောင်းသားတွေတက်သူကျောင်းသားတွေလည်း ABS ရဲ့ကိုအထင်ကြီးပြီးတော့အဲ့မာနယ်ဘလောတို့မခွေးတောင်ခွေးစကန်တို့ပေါ့အကုန်လုံးအဲ့ကိုရောက်လာကြတယ်ဒါပေမဲ့ဟိုရောက်တဲ့အချိန်မှာအဲ့အချိန်မှာ DAB ဖွဲ့ပြီးသွားပြီ Democratic Alliance of Burma လို့ဖွဲ့ပြီးသွားပြီအဲ့ထဲမှာဘယ်လိုပါလဲ KNU ပါတယ် MNSP မွန်ဖွဲ့ပါတယ်နောက်ပြီးတော့ Bransign တို့ KIA အဖွဲ့တွေပါတယ်ဒီအဖွဲ့တွေကလူတွေကဘာလုပ်လဲဆိုတော့ဒီဟလာ ABS ရဲ့အထဲကိုဝင်လာတဲ့ចောင်းသားတွေထဲမှာစပိုင်တွေပါတယ်ဆိုပြီးတော့9ယောက်ခေါ်ထုတ်သွားလိုက်6ယောက်ခေါ်ထုတ်သွားရင်ပုံတရံအမျိုးမျိုးနဲ့စစ်ကြောရေးတွေလုပ်တယ်အဲ့ဒါတွေကိုတိလာတဲ့အခါမှာចောင်းသားတွေကဘာလုပ်လဲဆိုတော့ထိုင်းမှာရှိတဲ့မြန်မာတန်ရုံးကနေသစင်အလင်းဝင်မှုပေါ့ဗျာဟလားဟိုအားလုံးနားလည်တဲ့စကားပြောရရင်အလင်းဝင်မှုတက်မတော်နဲ့ပြန်ပူးပေါင်းမှုအတွက်ပြောရရင်သူတို့အိမ်ပြန်မှုအတွက်ဆက်သွယ်တယ်ဒါပေမဲ့အဲ့မှာ KNU တို့ဒီ Bransign အုပ်စုတို့ကအဲ့သူတို့ကရင်ပြည်နယ်တို့ကချင်ပြည်နယ်တို့မှာရှိတဲ့ရွာတွေကိုပိတ်ထားတယ်မြန်မာចောင်းသားတွေလာရင်သူတို့သတင်းပို့ဖို့ဆိုပြီးတော့ဒီလိုမျိုးဘယ်လိုခေါ်မလဲပိတ်ထားတာရှိတယ်အဲ့ဒီအချိန်မှာဘာလုပ်လဲဆိုတော့အဲ့ဒီအချိန်ကအတွင်းမှုနှစ်ပေါ့ဗိုလ်ချုပ်ကြီးတင်ဦးကဗိုလ်ချုပ်တင်ဦးပေါ့နော်ဗိုလ်ချုပ်တင်ဦးကဘာလုပ်လဲဆိုတော့အထူးကွန်မန်ဒိုတစ်ဖွဲ့ကိုဖွဲ့တယ်ဖွဲ့ပြီးတော့အဲ့အထူးကွန်မန်ဒိုကိုဘာပြောလဲဆိုတော့မင်းတို့သွားမှာကចောင်းသားတွေကိုသွားကယ်ရမှာဖြစ်တယ်မင်းတို့အဲ့ဒီလိုသွားကယ်တဲ့နေရာမှာမင်းတို့တည်ရင်တည်လိမ့်မယ်မင်းတို့တယောက်မှအသက်မရှင်ပဲရှိရင်ရှိလိမ့်မယ်ဒါပေမဲ့ဒီចောင်းသားတွေကိုမင်းတို့ရအောင်ကယ်ခဲ့ရမယ်ဒီចောင်းသားတွေတယောက်မှမှဲ့တပေါက်မစွန်းစေနဲ့ဆိုပြီးတော့အဲ့ဒီလိုအမိန်အပြက်ပေးပြီးတော့သွားကယ်ခိုင်းတယ်အဲ့ဒီသွားကယ်တဲ့နေရာမှာဟလာဟိုကျွန်တော်တို့တက်မတော်ကတချို့ကြပြီးကြံခဲ့တယ်ဒါပေမဲ့ចောင်းသားတွေကိုတော့အသက်ရှင်လျက်ကယ်တင်လာနိုင်ခဲ့တယ်အဲ့ဒီကယ်တင်လာနိုင်ခဲ့တဲ့ចောင်းသားတွေကဒီကနေ့အထိရှိနေသေးတယ်နော်အသက်ရှင်လျက်ရှိနေသေးတယ်ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့တက်မတော်ဟာကိုတိုင်းပြည်မှာရှိတဲ့ဟလာသားသုံးသားပေါ့ဗျာဟလာတိုင်းသူပြည်သားကျွန်တော်တို့ရဟန်းသားအကြောင်းသားပေါ့သူတို့လိုအပ်လာတဲ့အချိန်မှာအမြဲတမ်းအသင့်ဖြစ်နေတယ်ကိုကျွန်တော်ပြောချင်တာအခုဘုံနဂါနဲ့ပတ်သက်ရင်လည်းဒီလိုပဲကျွန်တော်ထင်တာကတော့ဘုံနဂါနဲ့ပတ်သက်ရင်တက်မတော်ဘက်ကအရင်ဆုံးကမ်းလှမ်းတာလို့ကျွန်တော်တို့ဒီလိုသုံးသပ်မိတယ်ဘာကြောင့်လဲဆိုတော့ဘုံနဂါမှာအခက်အခဲဖြစ်နေပြီအခက်အခဲဖြစ်နေပြီဆိုတာဘုံနဂါဟာအရင်တည်းကတက်မတော်လူမို့လို့ဒါကြောင့်မဟုတ်ဘူးဒါကတော့သူ့ဘက်ကိုပဲစီယုံကြမှာပဲဒါကတော့ဟလာဟိုဘယ်လိုခေါ်မလဲဟိုအရှိတရားပဲအဲ့တစ်ဖက်မှာရှိတဲ့ဟလာအန်ယူဂျီကမရိုင်းနေပြီဖြစ်တဲ့အတွက်ဘုံနဂါအနေနဲ့သူ့ရဲ့ထွက်ပေါက်ကိုသူရှာမယ်ဒီအချိန်မှာတက်မတော်ကဘုံနဂါကိုစီယုံမှုတွေလုံးမှာပဲလုံးတဲ့အချိန်မှာဘုံနဂါကိုတကယ်ကိုဟလာတက်မတော်သားတွေဒီဘုံနဂါကိုသွားပြီးတော့ကယ်တဲ့နေရာမှာတက်မတော်သားတွေအသက်ပေးသွားရနိုင်တယ်ဘာကြောင့်လဲအန်ယူဂျီအဖွဲ့တွေကဘုံနဂါကိုအစီအရအရှင်ရတတ်တော့မှာဒါပေမဲ့တက်မတော်သားတွေအသက်နဲ့ရင်းပြီးသွားကယ်ခဲ့တယ်ဒီလိုမျိုးနောက်တစ်ခုကဘာလဲဆိုတော့ဥခွန်စာတော့လည်းဒီလိုပဲဥခွန်စာကို CIA က3ကောင်းတော့သုံးနေတယ်နောက်တိုင်း CIA ကသုံးလို့မရတဲ့ခါကျတော့ဥခွန်စာကိုဘိန်းဘရင်ဆိုပြီးတော့ဥခွန်စာကိုဟုတ်လားစုငွေထုတ်ပြီးတတ်ဖို့လုပ်တယ်အဲ့ဒီအချိန်ကတက်မတော်အကြီးကဲတွေကဥခွန်စာကိုမရရအောင်ထိတွေ့ပြီးတော့ဥခွန်စာကိုလက်နဲ့ချမလားဟုတ်လားလက်နဲ့ချမလားဆိုတာဟိုဘယ်လိုခေါ်မလဲအလင်းဝင်မလားလို့ပြောတယ်နောက်ဆုံးဥခွန်စာကအလင်းဝင်တာမဟုတ်ဥခွန်စာလက်နဲ့အကုန်အပ်လိုက်တာသူMTA ပေါ့နော်မွန်ထိုင်းအာမီမှာသူ့ဒီမှာအင်အား9000လောက်ရှိတယ်အင်အား9000လောက်ကိုအကုန်စုခေါ်လိုက်တယ်စုခေါ်ပြီးတော့ဘာလုပ်လဲဆိုတော့မင်းတို့လက်နက်တွေထားခဲ့ကြမင်းတို့ရွာမင်းတို့ပြန်တော့ဆိုပြီးတော့ဈေးတွေပေးတယ်အဲ့ဒီ MTA ကနေအခုပေါ်လာတာ MNDA တို့ဟလာတချို့ကြတော့ပြောရရင်ပြန်ပြီးစုဖွဲ့တာပေါ့ဗျာနော်ပြန်ပြီးစုဖွဲ့တာအခုကျွန်တော်တို့ online တို့ UX တို့ပါလို့ဆိုတာအဲ့မွန်ထိုင်းအာမီရဲ့ခွဲပြီးတော့ပေါ်လာတဲ့လူတွေကျွန်တော်ပြောချင်တာအဲ့ဥက္ကုစာကလည်းအဲ့လိုပြတ်သားခဲ့တယ်ပြတ်သားပြီးတော့ဥက္ကုစာဒီနိုင်ငံတော်အစိုးရရဲ့လက်အောက်မှာတက်လုံးသူ့ဘောက်ပျော်ရွှင်နေသွားတယ်ဥခွန်စာဗမာနေတယ်လဲဆိုတော့ CIA ကမသိလိုက်ရအောင်အဲ့လောက်အထိတက်မတော်ကဥခွန်စာကိုအကာအကွယ်ပေးခဲ့တယ်ကျွန်တော်ပြောချင်တာအဲ့တော့တိုင်းပြည်မှာဖြစ်လာရင်တိုင်းပြည်မှာတကယ်ဟလာအကူအညီလိုအပ်လာရင်ကျွန်တော်တို့အားလုံးကတက်မတော်ပဲရှိတယ်တက်မတော်ပြီဒါညင်းလို့မရဘူးဒါကြောင့်မို့ဟလာဘုံနဂါနဲ့တော့ဟလာဘုံနဂါကိုကဲထုတ်ပြီးနောက်ပိုင်းမှာတော့သူတို့ဘယ်လိုညှိနှိုင်းတာတွေလုပ်မလဲတော့မသိဘူးဒါပေမဲ့ဘုံနဂါဟာလက်ရှိနေသားမှာသူ့ရဲ့နောက်လိုက်တွေကိုဒီအချိန်မှာပြန်ပြီးတော့စူးစီးမှုတွေလုပ်တာတယ်ဖြစ်နိုင်တယ်ဒါမှမဟုတ်သူ့ရဲ့နောက်လိုက်တွေအနေနဲ့ကဒီအချိန်မှာ NUG ကိုသွားမယုံမှုကျွန်တော်တို့ကဒါကိုတော့ကျွန်တော်တို့အတိအလင်းသတိပေးခြင်းတယ် NUG ဟာမင်းတို့ကိုတေချာပေါက်တတ်မှာလက်လောတတ်မှာမဟုတ်မင်းတို့အချိုကျွေးဦးမှာပြီးတော့မှမင်းတို့မြင်းပြီးတော့တယောက်ပြီးတယောက်တတ်မှာဘာကြောင့်လဲဆိုတော့
ဒီခေါင်းဆောင်အပြောင်းလဲကတိတ်ကြောက်ဖို့ကောင်းတယ်ဒါကိုကျွန်တော်သိစေချင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြောချင်တာကဘာလဲဆိုတော့ဘိုးနဂါးနောက်လိုက်တဲ့ဒီအချိန်မှာတက်မတော်စစ်ကြောင်းတွေနဲ့ဆက်သွယ်ပြီးတော့ဟုတ်လားပူးပေါင်းပြီးတော့နေမင်းရှင်းလင်းရေးတက်မတော်စစ်ကြောင်းတွေပူးပေါင်းပြီးနေမင်းရှင်းလင်းရေးလုပ်ပါအန်ယူဂျီကိုသွားမယုံပါနဲ့လို့ကျွန်တော်ဒါကိုပြောချင်တာဖြစ်တယ်ဒါကိုပြောချင်တာအဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့မနေ့ကကျွန်တော်သုံးသပ်ပြခဲ့တာရှိတယ်အဲ့ဒါကဟုတ်လားကျွန်တော်တို့ထိုင်းနိုင်ငံသားရေးဝန်ကြီးနဲ့မြန်မာနိုင်ငံသားရေးဝန်ကြီးတို့ထိုင်းနိုင်ငံဖူခက်မြို့မှာတွေ့တယ်အဲ့လိုတွေ့တဲ့အခါမှာအဓိကအဖြစ်တော့ခင်ဗျာအဲ့တွေ့တော့တခွန်းနဲ့ပြောပါဗျာဆိုရင်တော့ပြောရရင်ထိုင်းနိုင်ငံမြန်မာနိုင်ငံအနေနဲ့အာဆီယံအဖွဲ့ကြီးမှာအရင်လိုတင်းပြည့်အဖွဲ့ဝင်ပြန်ဖြစ်လာဖို့အတွက်ထိုင်းနိုင်ငံဂျောင်းဝင်ပေးကျင်နေဆိုတဲ့ဆန္ဒပေါ့ဗျာအဲ့တော့ဒါကဖြစ်လာတာဘယ်အချိန်မှာဖြစ်လာလဲဆိုတော့အရှေ့တီမောကဟာလာအာဆီယံအဖွဲ့ကြီးတွေဝင်လာပြီးတော့မနေ့တနေ့မှာအာဆီယံအဖွဲ့ကြီးတွေဝင်လာပြီးတော့ယူရိုအကြောင်းတွေရှောက်လုပ်တဲ့အချိန်မှာမြန်မာနေပြီးတော့အဲ့အရှေ့တီမောတာမတ်ကိုလစ်တော့ဆိုတာမနေ့ပြန်ထင်တယ်မနေ့ပြန်မောင်းထုတ်မယ်မနေ့ပြန်မင်းလစ်တော့ဆိုအဲ့ကောင်မောင်းထုတ်လိုက်ပြီးစမ်းမှာတစ်ဖက်မှာရှိတဲ့အုပ်စုတွေကပုံသဏ္ဍာန်မျိုးပြောနေကြတယ်မြန်မာကပဲအာဆီယံကပဲမြန်မာကိုဗာလဲတန်ခတ်သားသလိုပါလို့မဟုတ်ဘူးကျွန်တော်တို့ပြောချင်တာကကိုလူမျိုးတွေကိုတိုင်းပြည်ခေါင်းဆောင်တွေအကြောင်းလည်းသိဖို့လိုတယ်ဗျနိုင်ငံရေးလုပ်တယ်ဆိုတာလေကျွန်တော်ပြောချင်တာဒီလက်ရှိဗမာပြည်မှာရှိတဲ့ခေါင်းဆောင်တွေကခင်ဗျတရုတ်ကိုလည်းစောက်ဖို့မဆိုင်ဘူးအိန္ဒိယကိုလည်းကြည့်မဆိုင်ခင်ဗျအာဆီယံဆိုတဲ့ဟာမျိုးကိုလှည့်ဖို့မကြည့်တာအဲ့ဒီလောက်တော့သိထားဖို့လိုတယ်မသိရင်ဒီဘက်ကအာဆီယံငန်းငန်းတက်ဝင်ကျင်နေတဲ့သဘောမျိုးပြောရလို့ရှိရင်အာဆီယံကဟလာ5 consensus တွေကိုအတင်းအာရမအကောင့်ထဲပေါ်ခိုင်းနေပြီးတော့ဟလာမတားဆိုလို့ရှိရင်ဟလာအာဆီယံရဲ့တကယ်ထိပ်သီးစည်းဝေးပွဲတွေမှာမြန်မာခေါင်းဆောင်မတက်လို့ပြောမြန်မာခေါင်းဆောင်မတက်မြန်မာတက်ကိုမတက်တော့ဘူးဆိုရင်အဲ့လောက်ကိုနေပလိုက်တာမတက်တော့ဘူးထွက်မဲ့အဆင့်အထိတောင်မြန်မာလုပ်ပြီးသွားပြီဒါပေမဲ့ကြံတဲ့နိုင်ငံတွေကဝိုင်းပြီးဖြောင်းပြလို့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဟလာကျွန်တော်ထင်တယ်2023နဲ့24အဲ့မှာကျွန်တော်အမှတ်မမှားဘူးဆိုအဲ့ဒီမှာကျွန်တော်တို့ဒေါ်မာလာတန်းထိုက်ကိုပြန်ပို့ပေးတာမြန်မာခေါင်းဆောင်တွေဟာကမကြိုက်တဲ့လောက်ကဘာကြီးကဖိအားပြီးခေါင်းထဲအောင်မထည့်တာဦးတန်းရွှေလက်ထက်တုန်းကအမေရိကန်ကအရန်ဖိအားပေးလာတဲ့အချိန်မှာဦးတန်းရွှေဘာလုပ်လဲမြောက်ကိုရီးယားနဲ့တာတမန်ဆက်သွယ်ပလိုက်တယ်ပြောလိုက်တယ်မြောက်ကိုရီးယားနဲ့တာတမန်ဆက်သွယ်ရဘာလုပ်ဖို့လဲတဲ့အနုမြူဘုံလိုချင်လို့တဲ့ရှင်းလေးပဲအဲ့ဒါကြောင့်မလို့ကျွန်တော်တို့အခုလာပြည်ပြေးတွေအုပ်စုတွေပြောနေတာဘာလဲ ICC ကလာဖမ်းတော့မယ် ICC ကလာဖမ်းတော့မယ်မြန်မာခေါင်းဆောင်တွေကကြော့ပါသေးတယ်ကျွန်တော်ပြောတာစောက်နေချီပဲပြောချင်အဲ့ဒီလောက်ကိုစောက်ကကြီးကိုမဆိုင်ဘူးလို့ကျွန်တော်အဲ့လိုထပ်ပြောချင်တယ်ကျွန်တော်ပြောချင်တာနော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီတက်မတော်တို့အစိုးရတို့ဒီပြည်ပြေးအုပ်စုတွေတိုက်တာဒီအချိန်ထိမနိုင်တာဘာကြောင့်လဲဆိုတော့အရေးချင်းကတခြားစီဖြစ်နေတယ်ဗျအရင်ကတခြားဖြစ်တစ်ဖက်မှာရှိတဲ့အုပ်စုတွေကဘယ်လိုခေါ်မလဲသူတို့ကြောက်တဲ့အတိုင်းဒီနိုင်ငံတော်အစိုးရတွေတက်မတော်တွေကကြောက်မယ်လို့ထင်နေတယ်ခေါင်းထဲကိုမထည့်တာဒီလက်ရှိတက်မတော်အစိုးရနဲ့အခုတရုတ်ကနော်ဘာကြောင့်လုပ်ပြီလဲတရုတ်ကမလုပ်ပြီလေဖက်ကောက်လုပ်မှာကျွန်တော်ပြောနိုင်ငံခေါင်းဆောင်တွေအနေနဲ့ဘယ်နိုင်ငံကိုမှသူတို့အနေနဲ့အထင်လဲမသိသူအထင်လဲမကြည့်ဘူးဘယ်နိုင်ငံကမှမှီခိုဖို့စိတ်ကိုသူတို့ရှိမှခေါင်းဆောင်ဖြစ်ကြတဲ့ကပါမလားဘူးအဲ့ဒါမြန်မာနိုင်ငံမှာရှိတဲ့ခေါင်းဆောင်တွေရဲ့ပင်ကိုစိတ်ထက်ပဲသူတို့အမြဲပြောတဲ့စကားအဲ့ဒါအမှန်တကယ်ပြည်အင်အားဒီပြည်တွင်းမှာရှိတယ်ဆိုပြည်တွင်းအင်အားကိုပဲသူတို့အနေနဲ့တကယ်အားကိုးတယ်ခင်ဗျာတရုတ်ပဲလာအိန္ဒိယပဲလာအမေရိကန်လာဂယုကိုမဆိုင်တာဗျာမြန်မာတက်မလို့ခေါင်းဆောင်တွေမြန်မာနိုင်ငံခေါင်းဆောင်တွေကဒါမျိုးအဲ့ဒါကိုသိတယ်ဒါကြောင့်မလို့အဲ့တော့ဘာဖြစ်လဲဆိုတော့လက်ရှိအနေထားမှာဒါထိုင်းရစပြီးတော့အတန်ထွက်လာပြီမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့အာဆီယံနဲ့မြန်မာကြားမှာပေါင်းကူးတရားအနေနဲ့ရက်တီပေးခြင်းနေတဲ့ဘာကြောင့်လဲဆိုတော့ကဘာကြီးမှာရွေးချယ်စရာအဖွဲ့တွေအများကြီးရှိတယ်အာဆီယံတစ်ဖွဲ့တည်းပါမှာမဟုတ်အခုနောက်ပိုင်းကုလသမဂ္ဂတော့ဂယုစိုက်စရာမလိုတော့ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ဆက်ဆံမှာမဟုတ်တခြားအဖွဲ့တွေအများကြီးရှိတယ်ကုလသမဂ္ဂလိုအဖွဲ့တွေအဲ့ဒီအဖွဲ့တွေနဲ့လည်းမြန်မာနိုင်ငံကအခုချိန်မှာထိတွေ့ပြီးသွားပြီဥပမာဒေတာတွင်းမှာအာဆီယံတက်ကြီးတဲ့အဖွဲ့တွေရှိတယ်ဗျာထားပါတော့ကျွန်တော်တို့မဲကောင်လန်ချန်းရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ BIMSTEC ရှိတယ်နော်ဒီ BIMSTEC နဲ့မဲကောင်လန်ချန်းနှစ်ခုမှာတင်းပြေးအဖွဲ့ဝင်ဖြစ်နေပြီဆိုတော့အာဆီယံခေါင်းနဲ့ထည့်စရာမလိုတော့ BIMSTEC ကပါတယ်ဘင်္ဂလားဒေ့ရှ်ပါတယ်အိန္ဒိယပါတယ်ပါကစ္စတန်ပါတယ်တောင်အာရှနိုင်ငံအကုန်ပါတယ်ဗျာ BIMSTEC ကမဲကောင်လန်ချန်းကြတော့အာဆီယံနိုင်ငံတဝက်ပါတယ်ဗျာမဲကောင်လန်ချန်းအဖွဲ့တွေမှာစဉ်းစားကြည့်မဲကောင်လန်ချန်းထဲမှာပါတာမြန်မာပါတယ်လာအိုပါတယ်ကမ္ဘောဒီးယားပါတယ်ထိုင်းပါတယ်ဗီယက်နမ်ပါတယ်တရုတ်ပါတယ်ပြီးပြီအာဆီယံအဖွဲ့ကိုခေါင်းထဲကိုထည့်စရာမလိုတော့ကျွန်တော်ပြောချင်တာဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့ပြောချင်တာဘာလဲဆိုတော့ကိုကနိုင်ငံရေးလုပ်မယ်ဆိုရင်ကိုနိုင်ငံရဲ့ဘ
တိအရှိတရားကိုတော့နားလည်ဘူးလို့တယ်เนาะကျွန်တော်ပြောချင်တာအဲ့မှာသူရေးထားတာဒီစာလေးကိုကျွန်တော်အရင်ဖတ်ပြပြီးသုံးသပ်မယ်တိုင်းရင်းသားတို့နဲ့ဆွေးနွေးပွဲဆက်ဖက်မှုမရှိဘဲထိုင်းကူညီမိတဲ့မြန်မာနိုင်ငံငြိမ်းချမ်းရေးရရှိစေရန်အကူအညီတောင်းခံလာပါကနယ်စပ်တလျှောက်ရှိတိုင်းရင်းသားအဖွဲ့အစည်းများနဲ့ဒေသအဆင့်ထိတွေ့ဆက်ဆံမှုများကိုကူညီဆောင်ရွက်ပေးရန်အစဉ်သင့်ရှိကြောင်းထိုင်းနိုင်ငံသားရေးဝန်ကြီးစီယာဆက်ဖွန်ကတ်ကရိုကပြောတယ်တဲ့ယမန်နေ့ကထိုင်းနိုင်ငံဖူးခက်မြို့မှာစစ်ကော်မရှင်နိုင်ငံသားရေးဝန်ကြီးဦးတန်းဆွေနဲ့အလို့သဘောဆွေးနွေးပွဲကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပအပြီးယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်းထိုင်း PBS ဝါသတင်းတွေဖော်ပြထားတယ်တဲ့နော်ဒါသူတို့ရေးထားတဲ့အတိုင်းကျွန်တော်ပြောတာဖတ်တာနော်ထိုင်းနိုင်ငံအနေဖြင့်နှစ်ဖက်စလုံးအားဆွေးနွေးကြရန်တိုက်တွန်းစည်းရုံးနေခြင်းမဟုတ်ပဲမြန်မာနိုင်ငံကိုယ်တိုင်ကသာပြည်တွင်းဆွေးနွေးမှုများကိုစတင်လှုပ်ဆောင်ရန်ဖြစ်ကြောင်းနဲ့ငြိမ်းချမ်းရေးသည်ပြည်တွင်းပြန်လည်တည်မြဲရေးမှသာလာရမည်ဖြစ်ကြောင်းဝန်ကြီးကထပ်လောင်းပြောတယ်တဲ့မြန်မာနိုင်ငံ၌အစိုးရတစ်ကိုတကြံကာလမတိုင်မီဖွဲ့စည်းနိုင်မည်ဟုမျှော်လင့်ရကြောင်းဝန်ကြီးဦးတန်းဆွေ၏ပြောကြားချက်ကိုလည်းထိုင်းဝန်ကြီးချုပ်ကကိုးကားတယ်တဲ့မြန်မာနိုင်ငံတွင်အစိုးရတစ်ဖွဲ့စည်းခြင်းလွတ်တော်တည်ထောင်ခြင်းနှင့်သမ္မတဝန်ကြီးချုပ်ကာကွယ်ရေးဦးစီးချုပ်တို့ကဲ့သို့အဓိကထိပ်တန်းယာဒူးများကိုခန့်အပ်ခြင်းများအားလှုပ်ဆောင်နေပြီးလုံပိုင်ခွင့်အာဏာများကိုပုံမခွဲဝေပေးရန် decentralization ဆောင်ရွက်နေကြောင်းဝန်ကြီးစီယာဆက်ကပြောတယ်တဲ့အစိုးရသည့်အနေဖြင့်ဆွေးနွေးပွဲများစတင်ခြင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများခွင့်ပြုခြင်းအကြမ်းဖက်မှုများရှော့ချခြင်းနှင့်အရက်သားများအပေါ်တိုက်ခိုက်မှုများကိုကန့်သက်ခြင်းဖြင့်ကောင်းမွန်သောအလားအလာများကိုပြသရာရောက်ပြီးနိုင်ငံတကာနှင့်ပြန်လည်ပူးပေါင်းနိုင်ရေးအတွက်လမ်းခင်းပေးရကြောင်းဝန်ကြီးစီယာဆက်ပြောတယ်တဲ့ဘန်ကောက်၏မူဝါဒမှာအာဆီယံ၏ဘုံသဘောတူညီချက်၅ချက်နှင့်အညီအာဆီယံနှင့်မြန်မာအကြားဓာတ်ရိုက်ထိတွေ့ဆက်ဆံမှုများကိုပြန်လည်အသက်သွင်းရဖြစ်ကြောင်းပြောတယ်တဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍အာရှအဝေးပြေးလမ်းမကြီးကျွန်တော်မနေ့ကသုံးသပ်ပြခဲ့သလိုပဲနော် AH1 ပြုပြင်ထိန်းသိမ်းမှုများလှုံ့ဆော်နေသည့်မဲဆောက်မြောက်ဦးလမ်းကြောင်းအပါအဝင်အဓိကနယ်စပ်ဖြတ်ကျော်ဂိတ်များနဲ့နယ်စပ်ကုန်သွယ်ရေးပြန်လည်အသက်သွင်းရန်နိုင်ငံဆွေးနွေးခဲ့တယ်။အကန့်အသတ်ချို့ဖြေလျှော့ပေးနိုင်ပြီးအစီအစဉ်များတွင်ကျပ်ငွေနှင့်ဘတ်ငွေကိုဓာတ်ရိုက်အသုံးပြု၍ကုန်သွယ်ခြင်းတရားဝင်သတ်မှတ်ထားသောငွေလဲလှယ်နှုန်းလိုအပ်ချက်များကိုပြန်လည်သုံးသပ်ခြင်းနှင့်ဈေးကွက်ပေါက်ဈေးအစစ်အမှန်တန်ဖိုးကိုပုံမထင်စေရန်ညှိနှိုင်းပြင်ဆင်ခြင်းတို့ပါဝင်တယ်။စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုကိုလည်းဆွေးနွေးခဲ့ကြပြီးထိုင်းနိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ PTT အနေဖြင့်မြန်မာနိုင်ငံစွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတိုးချဲ့လုပ်ကိုင်ရန်စိတ်ဝင်စားနေကြောင်းသိရတယ်တွေ့ရေးထားတယ်။အဲ့တော့ဒီမှာမြန်မာဘက်ကတောင်းဆိုတာဖြစ်မယ်။မြန်မာကဂျားကန်အမေရိကန်နဲ့ထိုင်းနဲ့ထိုင်းဘက်နဲ့မြန်မာကျပ်ငွေလဲလှယ်တဲ့နေရာမှာအမေရိကန်ရဲ့စံသတ်မှတ်ချက်ကနေမြန်မာမသွားချင်ဘူး။ကြက်တိုက်ဘက်တိုက်သွားချင်တာ။ဒါမျိုးဟုတ်လား။ဥပမာပြထားပါတော့တပတ်ကိုဒေါ်လာဥပမာပြဒေါ်လာကိုဘတ်40ဟုတ်လား။ဥပမာပြထားပါတော့ဒေါ်လာကိုထားပါတော့မြန်မာကျပ်ငွေ4000အဲ့တော့ဒီကနေအချိုးချလိုက်ဒါဆိုရင်ဟလာထိုင်းဘက်နဲ့မြန်မာကျပ်ကဘယ်လောက်ဖြစ်မယ်ဆိုတော့ဒီလိုမျိုးမြန်မာမသွားချင်ဘူးထိုင်းဘက်နဲ့မြန်မာကျပ်ငွေဒီကနေ့ကုန်သွယ်ရေးမှာဟလာဘယ်ကောင်ကပိုနေလဲထိုင်းကမြန်မာပြည်စည်းကုန်များလိုချင်လားလိုချင်လို့ရှိရင်မြန်မာငွေဈေးတက်မယ်ကုန်ပစ္စည်းကုန်သွယ်ရေးပေါ်မှာပဲမူတည်ပြီးတော့ငွေကြေးဈေးကွက်အတက်အကျကိုမြန်မာဘက်ကလှုပ်ချင်တဲ့သဘောရှိတယ်ဒေါ်လာနဲ့မညှိချင်ဘူးဒါကဟလာလက်ရှိအနေအထားမှာဒီဒေါ်လာraising လုပ်နေတဲ့တဲမှာမြန်မာနိုင်ငံလည်းပါတယ်အခုဆိုတရုတ်နဲ့ဆိုလို့ရှိရင်ဓာတ်ရိုက်ငွေပေးချေတယ်အိန္ဒိယနဲ့ဓာတ်ရိုက်ငွေပေးချေတယ်ရုရှားနဲ့ဓာတ်ရိုက်ငွေပေးချေတယ်အခုထိုင်းကလည်းဒီလိုသွားချင်တယ်ဒါရှင်းလေးအဲ့တော့မြန်မာအစိုးရကအမေရိကန်ကိုလည်းဂရုမစိုက်ဘူးလို့ပြောချင်တာကျွန်တော်ပြောချင်တာအမေရိကန်ကအခုဘာလုပ်လာလဲဟလားထားပါတော့အခုတာတန်တွေပြောနေတဲ့ပုံရဆိုရင်အမေရိကန်ကမြေရှားလိုချင်လို့ဟလားKIA နဲ့ပဲပေါင်းတော့မလို့ဟလားမြန်မာအစိုးရကပဲဘာလုပ်တော့မလို့ညာလုပ်တော့မလို့KIA နဲ့ပေါင်းပြီးမြေရှားလာထုတ်ကြည့်လိုက်လीအမေရိကန်ကျွန်တော်ပြောချင်တာကျွန်တော်ကဒါတွေကအကန်တွေပြောနေတာမဟုတ်ဘူးအရှိတရားကိုပြောနေတာကျွန်တော်အရှိတရားကိုပြောနေတာဟုတ်လားဒီမြေရှားနဲ့ပတ်သက်ပြီးတော့ KIA လှုပ်ချင်တိုင်းလှုပ်လို့မရဘူးခင်ဗျားတို့အပေါ်မှာရှိနေတဲ့သတင်းတွေကိုကြည့်ပြီးမပြောနဲ့ကျွန်တော်ဒီလိုပြောချင်တာเนาะဒီလိုပြောချင်တယ်အဲ့ဒါကြောင့်လို့လက်ရှိအနေထားမှာပြောရရင်မြန်မာဟာကိုတိုင်းသူပြည်သားတွေရဲ့เนาะပြောရရင်ကျွယ်ဝချမ်းသာရေးကိုကြည့်နေလို့မြန်မာအစိုးရဟာနိုင်ငံတကာပဲဖြစ်ဖြစ်အိမ်နီးချင်းတွေကိုပဲဖြစ်ဖြစ်ဒီလောက်တီးခန့်နေတာအကယ်၍များလားကိုတိုင်းသူပြည်သားတွေရဲ့ညံ့နာတာမကြည့်ဘူးဆိုရင်ဒီတက်ပိုမာပြလို့ရတယ်မြန်မာအစိုးရအနေနဲ့ကျွန်တော်ပြောချင်တာကျွန်တော်ပြောချင်အဲ့ဒါကြောင့်မလို့ ICJ နဲ့6လိုက် ICC နဲ့6လိုက်ဆိုကျွန်တော်တခါကြာအဲ့သတင်းတွေဖတ်ပြီးကျွန်တော်ရည်ရှင်တယ်မြန်မာတရုတ်ကိုအရန်အားကိုးနေတယ်ထင်လို့လား no တရုတ်ကိုလည်းအာမကိုအိန္ဒိယကိုလည်းအာမကိုလာပေါင်းလို့ရတယ်ဒါပေမဲ့မြန်မာလက်မြန်မာအောင်ဖြစ်ရမယ်မြန်မာနီးမြန်မာဟန်ကိုလိုက်နာရမယ်ဒါမျိုးကိုကျွန်တော်ပြောတာเนาะဒါမျိုးကိုကျွန်တော်ပြောတာ
အဲ့တော့ကျွန်တော်တို့ကအဓိကအဖြစ်ကတော့ဟုတ်လားကိုယ်နိုင်ငံရေးလုပ်မယ်ဆိုရင်တော့ကိုယ်နိုင်ငံမှာရှိတဲ့အခြေအနေအနေအထားတွေကိုတော့ကောင်းကောင်းသိဖို့လိုအပ်တယ်ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာအခုဟုတ်လားထားပါတော့မတ်လကုံလောက်ဆိုရင်အစိုးရသစ်ပေါ်လာမှာအစိုးရသစ်ပေါ်လာရင်မြန်မာနိုင်ငံဟာအခန်းကဏ္ဍသစ်တစ်ရပ်ကိုတေချာပေါက်ဖွင့်လိုက်မယ်အဲ့ဒီအခန်းကဏ္ဍဟာကျွန်တော်တို့တိုင်းပြည်ရဲ့ဖွံ့ဖြိုးမှုအားလုံးရဲ့ mother of development of this country ဖြစ်လိမ့်မယ်နော်ဖွံ့ဖြိုးတိုးတက်မှုအားလုံးရဲ့အစဖြစ်လိမ့်မယ်ဒီပေါ်လာမဲ့အစိုးရအဖွဲ့ဟာအဲ့တော့အဓိကကတော့ကျွန်တော်တို့ဟုတ်လားနိုင်ငံတော်မှာရှိတဲ့နိုင်ငံတော်အကြီးအကဲတွေနိုင်ငံရေးသမားတွေကတော့ဒီအတွက်ပြင်ဆင်နေကြပြီအဓိကပြည်သူလူထုပြင်ဆင်မှုလိုအပ်တယ်ကျွန်တော်ပြည်သူလူထုပြင်ဆင်မှုလိုအပ်တယ်အဓိကအဖြစ်တော့ကျွန်တော်တို့တိုင်းပြည်မှာဟာလားအဓိကပြည်သူတွေအကြက်တွဲတွေ့နေရတော့အဓိကအဖြစ်တော့ဟာလားအကြမ်းဖက်အနေရပေါ့နောက်လုံခြုံရေးပေါ့ဒီနှစ်ခုကိုအစိုးရအနေနဲ့တင်းတင်းကြပ်ကြပ်ကင်တွယ်နိုင်လိုက်ရင်ကျွန်တော်တို့ရဲ့ဟာလားကုန်သွယ်ရေးတွေမြန်မာနိုင်ငံရဲ့ဟာလားဘယ်လိုခေါ်မလဲအဓိကအဖြစ်တော့ခီးသွွားလုပ်ငန်းပေါ့နော်ပြည်တွင်းခီးသွွားလုပ်ငန်းပေါ့ဆိုတော့ဒါတွေကပိုပြီးတိုးတက်လာမယ်ဒီလိုတိုးတက်လာရင်ကျွန်တော်တို့ဒေတာအသီးသီးဟာဝင်ငွေတွေဘယ်လိုခေါ်မလဲအရင်ကတည်းကပိုလာမှာပေါ့ဗျာဟာလားအခုတောင်ပြောရရင်ဗျာတချို့ဟာလားဒီဇက်ပွဲတွေရှိတဲ့နေရာတွေပွဲတော်တွေရှိတဲ့နေရာတွေမှာကျွန်တော်အမြဲပြောခဲ့သလိုပဲအခြေခံလူတန်းသားတွေလက်ထဲမှာငွေသီးနေတယ်ဘာကြောင့်လဲဆိုတော့အဓိကအပြင်တစ်ကလုံခြုံရေးရယ်ပျော်ရွှင်မှုရယ်နော်ဒါကြောင့်ကျွန်တော်တို့ပြောတာကမတ်လကုံလောက်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ရဲ့ကဏ္ဍတစ်တရက်ကိုတွေ့ရလိမ့်မယ်အဲ့ဒီတွေ့ရတဲ့အထဲမှာကိုကဘယ်လိုအခန်းကဏ္ဍကစီးမျောမလဲဆိုတော့ကိုယ့်ဘောက်ကိုစဉ်းစားထားလိမ့်မယ်အဲ့လိုပဲကိုယ့်ဘောက်ကိုပြင်ဆင်ထားဖို့လိုအပ်တယ်လို့နော်ကျွန်တော်ဒီလိုသုံးသပ်ရင်းနဲ့ကျွန်တော်မြန်မာဟတ်တော့ရဲ့19ရက်2လ2026ခုနှစ်